时候拼出来了，这咱们今天把车下来。ဒီမှာလည်းတရားမှလည်းမတွေ့ဘူး။ coffee ဆိုင်မှာတော့ထိုင်ရမှာမလို့။အမပတ်စံလေးနည်းနည်းတော့ပါဆို။မနက်စားပါတော့ညနေဒီစားပါတခါလဲစားလိုက်မယ်။ထမင်းနဲ့ coffee လေးပတ်တော့လိုက်။လက်ဖက်ရည်ပတ်တော့လိုက် coffee ချလေးလိုက်ချက်တော့ဒီချေယူကဖုနာတော်တော်လေးကိုကြားပြီးရဲဝင်အရသာရှိရယ်ငါဆိုအမြဲတမ်းသွားရှိရယ်စကောင်းလို့ကျေးဇူးလည်းအငင်းရလောက်ပဲဘာလဲဆက်တောက်ဆောင်မလဲရှင်အော်ညမလေးပါလေသမီးကျော်နဲ့လက်ဖက်နော်ဟုတ်ကဲ့ဒီမှာထိုင်နော်ဟုတ်သမီးကျော်ရပြီနော်ဟုတ်ကဲ့မလက်ဖက်နော်မချရချနော်ဟုတ်ကဲ့ပါဟိုစားကောင်းနေရပါပဲမောလိုက်ရကွယ်ဘလို့ပတ်ဆာကောင်းနေရပဲကျေးဇူးတင်ပါတယ်နော်ဟုတ်ရပါတယ်ဘာလဲနှိမ့်နေမှာကဲဘာမှဆိုမလက်ဖက်ရလေမပြောရတယ်မလားဟောမပြောရတယ်လေအဲ့ဒါမပြောရတော့မတောက်တော့ဟုတ်ကောင်းနေပါလမ်းထားရမဆန်သွားလိုက်ဦးမယ်အရင်ဆုံးသွားဖို့တော့ပဲအဲ့လိုလိုက်စီးတာလည်းဝယ်ထွက်လိုက်မယ်ရှုပ်ကဲရပြီဆိုသွားတော့မယ်လေဒီဟာညတော့သွားအောင်အင်ကြီးလဲလိုက်အောင်မစိုးစမင်းထိုးလိုက်ငါလည်းတက်ခါစီတော့ဝယ်ပိုးရတယ်နော်နောက်ပြီးမှဒီနေ့ရှင်ရှိရပဲဟုတ်တယ်မေ့နေရစိုးတယ်ဟဲ့ဒီမိုးဆိုင်မှာခုတော်တော်ကြီးမုန်းနေဆုံးလာတယ်စားလဲစားကောင်းလာတယ်ဈေးဆိုလည်းထူတာရယ်ကွယ်လောစားကောင်းနေနောက်ပြီး10နာရီတော့ဒီဆိုင်10နာရီမှဖွင့်ပါလေငါအဲ့ဒီဆိုင်ခောက်ဆွဲရအောင်ကြိုက်တာဈေးဟာတောင်းပဲရှိတယ်ထောင်တန်လည်းရှိကြတယ်ရောက်မှာလေနောက်ပြီးဆာမအိမ်စာတွေပြဆက်ရအောင်မြင်ရသွားတာပဲကောင်းပါလေကဲရောက်ပြီဆိုလာဝယ်ရပါနော်ဝယ်နော်ကျေးဇူးပါနော်ဟုတ်ကဲ့လူရှိပြီးဆိုသွားတော့မယ်နော်ဟုတ်မီးပွားရောက်ဖြစ်သွားကြဘယ်ကားလို့လူလည်းမသိရှိရမြောက်ဘယ်နိုင်ရေးကြည့်လိုက်အောင်လေဆယ်နာ9နာရီထိုးပြီးဆယ်နာရီထိုးဖို့
သွားပြီအိုးမမေကမရမယ်ဒီနေ့ကငါးနှစ်ရောက်တယ် frustration ချမှာငါကြောက်ရချင်လောက်မှာဆိုတော့ကဲကျချင်တော့ရောက်ပြီသွားလိုက်အောင်မလေးဒီနေ့ကဆရာလည်းမလာငါကြောက်ဝင်လို့ရမှာတွေးနေတာပေါ့ဟုတ်ကဲ့တူလေဆရာကြောင့်တော့တက်လာမသိပါဘူးဆရာလည်းမပြောရပါဘူးမသိတော့တမင်ကြည့်လိုက်ပါမလေးပြောပြီးသူလည်းဒီကောင်လေးတမင်ကြည့်လိုက်ရပေါ့ဟေးမင်းကတော့တမ်းကြည့်လားအော်ဟုတ်ပါဗျအော်အဲ့ဆိုပြီးတော့လေ listening လုပ်နေရလားဟုတ်တယ်ကမောင်လားအမမခေါ်ပါနဲ့ညီမကိုမကြီးစစ်မရှိကြီး7မရှိတည်းပါအော်ကျွန်တော်ကြီး7ပါဟာအဲ့ဆိုလေအမမောင်တဲ့အမောင်လေးစောတီဆိုရင်ဒါနဲ့ရှင်းတာအော်16ပေါ့အော်မကလည်းဒါပေမဲ့16ပါပဲဒါပေမဲ့နည်းနည်းတော့16ပြဖို့တက်ချပေးဖို့နှိမ့်ရပဲလို့อ่ะဗောနော်အော်ကျွန်တော်ပြပါပြီဗျအဲ့ဆိုကြည့်ရပါတော့နှိမ့်ရကိုကဘာမှမပြည့်အောင်ဟာလည်းမသိအော်မနေ့ညပဲပြည့်သွားပြီအော်ဟုတ်ပါရဲ့အဲ့ဆိုစာတူလို့မလို့ဒါဘယ်ကြောင့်မတရာလဲဒီမလေးအဲ့ကြောင်မှာပဲအော်ကျွန်တော်လည်းတူပါပဲအဲ့ဆိုတူတောင်းမယ်လေအေးရောမော်ရလာအော်ဘယ်လိုတရလဲကျွန်တော်တည့်လေအမကိုမင်းချေပါလေအဲ့ရထွက်လာတိတ်ပြတယ်အော်ဟုတ်အဆိုလဲပြီးတော့လေအဆိုကြည့်လို့ကြပါစားဒီပြေတော့မလေးထားဆိုဟုတ်တေဝါရဟုတ်ဟုတ်ရပါတယ်ရှစ်အဆိုတမ်းမလေးဆုံးသွားပါပဲနောက်တာသူတို့တွေကတရားနဲ့တရားချစ်ခင်လာပြီးတော့ဘယ်လိုလဲဆက်ပြမယ်ဆိုတော့နောက်ပိုင်းမှာစကြည့်ကြပါစို့နော်ဘိုင်ဘိုင်